了哪里？我也没顾他不，你妈你们是哟。大，အခုပဲမလဲ သားခုရှားနေရှိနေရလေမေ အမေဒီနေ့ဆရာဝန်ကြီးနဲ့ရက်ချင်းယူထားတာတာရဲ့အဲ့ဒါစီရင်တော့ပြဖို့တားပြန်လာဖို့အဆင်ပြေရဲ့လား အော်ဟုတ်လားမေအဲ့ဆိုသားခုပြန်လာခဲ့မယ်လေ 太小，光是陪到啊？都没考虑变哪里。哦，好啦。我生日摆嘿，先别人他打没听到追个呀，要家里讲话提错人嘞。你一路ပြောလို့မရဘူးလေ။你တို့ယောက်ျား你တို့တိတက်မှုဖွာလာတာမှမဟုတ်တာ။အဲ့ဒါဆိုရင်အဲ့ဒါကြီးရပေါ့ ဟုတ်တယ်ငါအတ္တကြီးတယ် တန်းကောင်မလေးကချစ်စရာလေးပဲအဲ့ဒါကြောင့်မလို့ငါသားအသေးဆွဲသွားတာနဲ့တူတယ် ဟာမေရလေ ကဲစကြအော်ဂျာနဲ့တားတော့ဘယ်လိုလုပ်လက်ထက်မယ်လို့စဉ်းစားထားတော့ သားတို့ကတော့ဒီနေ့ထဲယူမယ်လို့စဉ်းစားထားတယ်မင်္ဂလာရက်ကိုတော့ရှားကိုသူမိဘရဲ့စီသွားတက်တော့နေကြမှာပဲလူကြီးဆောင်ရတယ်တတ်မှတ်မယ်လို့သားတို့နှစ်ယောက်တိုင်ပင်ထားကြတယ် အမေကတော့ကန့်ကွက်စရာမရှိပါဘူးငါသားစိတ်ချမ်းသာဖို့ကအဓိကပဲ ဟဲ့ဝဲမနဲ့ငနာရဲ့သားဝဲမဆိုတာငါသိရတရားများလား ဘာဖြစ်လို့လဲတတီရဲ့ ညီမသိပါဘူးအေးညီကောင်လေးအမြဲတက်ပုံညီမရှိလား သူ့အမေရဲ့တက်ပုံတော့သမီးမှမရှိဘူးအော်တိပြီသူ့အကောင်ထဲမှာတော့ရှိရဲ့ ဟဲဟုတ်တာပေါ့ငါသိရဝဲမဝဲမပဲ တတီ तू ကဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲသူကလင်ငယ်နေလို့သူ့ယောက်ျားသူ့လင်ငယ်ကိုတက်ပြီးတော့ထောင်ချသွားတာလေ ရှင် ညီနဲ့အေးဇာရိတမကောင်းတဲ့လူရဲ့သားအောင်မှကြက်ရတယ်လို့ ငါတနေကြီးတွေကဒီမှာလာခွေးနေတာပဲရှာဖြစ်နေတယ်လေဘယ်ကောင်းနေလဲရဖြစ်ထားလား ဟုတ်ကငါကပြန်လေးဟာ ဘယ်မှာဖြစ်နေရလဲငငေါ့တော့မှမသိမှာလေ ငါဘယ်နဲ့မင်္ဂလာဆောင်မှုအစီအစဉ်ဖြတ်လိုက် ဟမ်နေမနေရမယ်မင်းတော့ပိတ်တာလည်းပိတ်နေမှာမဟုတ် ဟုတ်တယ်ငါသူနဲ့လုံးဝလက်မထက်နိုင်ဘူးသူ့အမေကအရင်ကဇာရိတမကောင်းဘူးလို့ငါတို့ကပြောတယ်အာရရှက်တာပဲဥက္ကရဲ့ ဟော ဟဲ့ရှာနေခုပမာလဲမင်းကိုကောင်းမြတ်တယောက်လိုက်ရှာနေရနော် ငါတို့ကြောင့်လည်းပြောနေတော့သူနဲ့ငါနဲ့ဇာတ်လမ်းပြီးသွားပြီ ဟဲ့ဘလို့ဖြစ်ကြရလဲ ဟုတ်တယ်သူ့အမေကအရင်တော့ယောက်ျားတစ်ခါနဲ့ပတ်သက်ခဲ့ဘူးလေတဲ့အဲ့လိုဇာရိတမကောင်းတဲ့မိန်းမရဲ့သားနဲ့ငါလုံးဝလက်မထနိုင်ဘူးအဲ့အကောင်ဒီတစ်ခါလာပြောရင်လည်းပြောလိုက်ငါလုံးဝလိုက်ရှာနေတယ်လို့ဒါပဲတရား အ
အာရမဏပစ္စယေနာပစ္စယောတတ္ထာယရဏံသောတာဝိညာဏဓာတုယ ရှာဘယ်ဘယ်သွားနေရငါတို့တွေမင်းကိုဘယ်တော့စိတ်ပူနေလဲဆိုတာမင်းသိတယ်ရှာမင်းကိုမင်းနေတယ်ဘယ်ဘယ်သွားနေရ ရှင်မေးမယ်မေးခွန်းကကျမမေးမယ်မေးခွန်းကအရေးမပါဒီမှာရှင်မေးအရှင်တော့ကသူများတကောင်မင်းမေးလောက်ခဲ့ဘူးလေဆို ဘာကွာမင်းကမေကိုလူပြောလိုက်တာ ရှင်ကရှင်မေးကြောင်မသိသေးဘူးထင်တယ် အမေအမေမင်းဘာဖြစ်တာလဲ ရှင်မေးကြောင်သိတယ်သူတတိယလာတဲ့အခါမေးကြည့်လိုက်ကျမကတော့စာရိတ္တမကောင်းတဲ့မိန်းမရဲ့သားနဲ့လုံးဝလက်မထက်နိုင်ရှင်နဲ့ကျမနဲ့ဆက်လန်းဒီမှာလည်းပြီးပြီ အမေဘာဖြစ်တာလဲဒီကြောင်လေးအမေရဲ့ တာအမေကိုအထင်မလွဲပါနဲ့နော်အမေဒီလိုလုပ်ပြတယ်ဆိုတာတားလေးတော့ပါမိသားလေးတော့ပါတားလေး အမေဒီအမေရဲ့ဒါအမေရောအပြစ်မတင်ပါဘူးအမေရဲ့ တားနေနေတော့လေပြီးအကျိတ်ရောပါကြအဝေးကပြောတယ်ရှင်ကိုခွဲရမယ်တဲ့ညရှင်ဘယ်လိုလုပ်ပါတားလေးရဲ့အကျိတ်ကိုမခွဲနိုင်ဘူးဆိုရင် ဟဲ့ဝင်းမနင့်သားချင်းနေဘယ်လိုရှိလဲမနေ့ကစိတ်ကန်းသွားတယ်ဆိုဆရာဝန်ဘာပြောလိုက်လဲ ငါသားလေးကကန်ဆိုးပါတယ်ငြေရွယ်နဲ့လေဘေးမှာကြိတ်ဖြစ်ရတယ်လို့ဆရာဝန်ကခွဲရမယ် အဲ့တော့နင်တို့ဘယ်လိုလုပ်မယ်လို့တွေးထားလဲ တင်စားရဲ့နင်းလေးသိရတာခွဲစိတ်တယ်ဆိုတော့ပတ်စံအရန်ကုန်တာငါယောက်ျားလောက်ကလည်း security အလုပ်ဆိုတော့အိမ်နာကနဲ့စားဖို့တောက်ဖို့နဲ့ဘယ်လိုလုပ်လောက်မှလဲငါဆက်ချုပ်တဲ့စက်ရုံကလေအလုပ်သမားတွေရှော့ပစ်လိုက်တော့ငါလည်းလုံးမရှိတော့ဘူးငါသားလေးတော့ငါစိတ်မကောင်းခဲချစ်နိုင်လေငါသားရောကောင်ငါသာခံစားခြင်းလိုက်တော့တယ် အေးနင်တို့မိသားစုအကြောင်းကြားရတာငါလည်းစိတ်မကောင်းပါဘူးနင်အလုပ်လုပ်ချင်ရင်ပြောလေငါလုပ်နေနိုင်နေလားနင်ကိုထည့်ပေးမယ် နင့်အလောက်ကဘာလုံးမလို့လဲ โอเคလေကျွန်တော်ခုလိုပြောလိုက်ကောင်းပါလားဘာမှမကောင်းအောင်ပါလေကွာငါတို့ကအမှန်တရားကိုရင်ဆိုင်ဖို့အတွက်သွားတာရငါတို့လည်းအကုန်လုံးမှန်တယ်ဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်ခင်ဗျားတို့ဘာကိစ္စရှိလို့လဲဟေ့မင်းတို့တထေးငါတို့ပေါ့ခေါင်းကိုဖြတ်နေတာများပြီ
အားကြောင့်မင်းတို့စက်ရုံငါတို့လာဖျက်ဆီးတာကွာမလုပ်ပါနဲ့ဗျာကျွန်တော်တောင်းပါပါတယ်ဟေ့ကြားတယ်ကွာဒီမှာခမ ्या တို့နဲ့ကျုပ်တို့နဲ့ဘာရန်ရွရတာမှမရှိဘူးနော်ကျုပ်တို့ကဒီမှာလုံခြုံရေးဝန်ထမ်းလုပ်တာခမ ्या တို့သိအောင်ကျုပ်ပြောပြမယ်ဈေးကြီးပေးဝယ်ရတဲ့တော်တလုံးကိုတွိုင်းလက်မှာပဲခက်ခက်ဗန်မှာပဲခက်ခက်လုံခြုံစိတ်ချရမှုအတူတူပဲကျုပ်တို့တထေးဘက်ကမှားနေရဆိုပြီးတော့လုံခြုံရေးကိုဖြေလျှော့ပေးမှာမဟုတ်ဘူးနော်အဲ့တော့ခမ ्या တို့ရဲ့ကိစ္စကိုတရားဥပဒေအရဖြေရှင်းမှာကျုပ်ဒါပဲပြောရင်တယ်မင်းကမပြောခဲ့တယ်ခုကိစ္စမှာခေါင်းဆောင်မလုပ်ပါနဲ့ပြီးတော့ तू ကအကုန်နေခဲ့တာနောက်ဆုံးမင်းနဲ့ငါလည်းပဲခံရအေးပါကွာအေးပါဟာကောင်းပြီလား။မနေ့ကကိစ္စကိုဖြစ်သွားလို့ ဒီကောင်လို့ရဲပန်းသွားတယ်တတိယတော့ကောင်းမှုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကြားအောင်တရားရင်ဆိုင်ရတယ်လူလူတို့တလုံးမယ်လို့ပြောတာပေါ့ ဟုတ်လား ဟုတ်တယ်ကျွန်တော်တို့ညဒီမှာအိပ်ရတယ် ။အာကျွန်တော်လေးဆောင်းမပါလာဘူး။အေးပါကွာတတိယအိတ်ဆိုတော့အိတ်ရမှာ ရောက်တော့ကိုတော့ ။အားရဒါပါတော့ ဒီကျွန်တော်ဝင်နေလေအဲ့ဒါမိုးရကြည့်ရ မင်းကမိုးဝကျွေးမယ်ငါမင်းဘူးမဆောင်ပေးနိုင်ဘူး။ဟောကျွေးလို့လက်ကောင်မလိုက်ကျွေး ရတယ်ခွန်ပြီးတော့ချင်းနေပါ ။အားရကိတ်တယ်လေဟာ။ကိတ်တယ်ဆိုတော့ငါသားလေးကြိုက်မှာကွာ။ငါကျွန်တော်လေးထောင်းနေယူရင်းနဲ့အိမ်ပြန်ပို့လိုက်။ ယောက်ျားမလုံးနဲ့ မင်းအမေအစင်ပြေရလား ဒီလိုဖြစ်ခဲ့ရအမေကြောင့်မတိုင်းအမေကိုခွင့်လို့ပါ ခွင့်လွှတ်ပါတယ်အမေရဲ့အမေတီရဲ့အခုမင်္ဂလာဆောင်ကိစ္စကိုခေါ်လူကမေ့တီသူကမင်းနဲ့ဘယ်လိုဖြေလို့ဖြေရမှန်းကိုမသိတော့ဘူးဒီအရန်စိတ်ညစ်တာပဲ အခုတော့အဖြစ်မျိုးတွေကြုံရလို့စိတ်မညစ်ပါနဲ့ငါကြုံမရဲ့ညငါမွေးပြသွားတယ်ဆိုတာဝိုင်းပြသွားတာမှမဟုတ်တာဒီတော့နောက်ထပ်လက်ထပ်စင်မယောက်ျားတွေပေါ်လာအောင်ပါပဲဒီမှာဒီပြမယ်တေချာနာထားယောက်ျားဆိုတဲ့အမျိုးကမိန်းမတယောက်ကိုမှုန်သွားရင်အဲ့ဒီမိန်းမရဲ့အတိတ်ကအရှိတ်တောင်ကြမ်းနေမှာမဟုတ်ဘူး
你生气了？开，တက်တာရလား။ရှာဝင်ပေးရတဲ့စီတောက်လိုက်အောင်နော် ကိုလည်းခိုင်အောင်ပြုစုနေရအနေပြင်မရောပေါ့ခိုင်မသာခိုင်ပဲတောက်လိုက်ပါမယ် ။ရပါတယ်ခိုင်ရေ။ကိုဝိမန်ကိုပြီးစုရတာပဲ။ပြင်မနေလို့မထင်ပါဘူး ခိုင်ကိုလိုခဏခဏနေမကောင်းဖြစ်နေတော့ကိုခိုင်အောင်စိတ်ပြည့်နေပြီလားယင် ။စိတ်မပြတ်ပါဘူးခိုင်ရေ။ကိုကမိန်းမကိုချစ်လို့ယူတာပဲဟာ။နော်။စီးရီတောက်ပြီးတော့နားလိုက်အောင်နော်။ 看，搞点来。 ခေါင်းထဲကမနေဘူးလားလို့ 下，没办法。 ကိုရှာကိုချစ်လာရင်ရှာတော့ရှာရဲ့ပေးစမှုနဲ့ထိုက်တန်တဲ့အရာတွေကိုပဲလုပ်ချင်တယ်အဲ့ဒါကိုဘယ်လိုလုပ်ပေးလဲ ။
ကိုတော်ကြီးပဲအရန်လူတက်ဘူးလေတက်တာမှတော့ရိုးတနဲ့တက်တာမှရဲရဲဆက်ဆက်ကိုတက်တာ ဟုတ်လားကြောက်စရာကြီးပဲ ဟာဒီကြောက်ရအောင်တရေဘယ်နှက6ခံဘူးလို့ ဒီကလည်း6တော့မ6ခံဘူးပေါ့ဒါပေမဲ့ငါတို့ကကြောက်တာပဲ ဘာမှကြောက်မနေနဲ့ငါမှဆရာကြီးပေးတာအင်းကြီးပါတယ် ငါဒီ program ရိုက်ချင်တာမဟုတ်ဘူးနော်နှုတ်အတင်းခေါ်လို့လိုက်လာတာ ဟုတ်တယ်ဟဲ့အရင်မိဘရအခုလောက်တော့ကြိုက်ကြအောင် ညီတို့ကလည်းရောက်လာပြီမှတော့ဘာမှမထူတော့လုံးဆရာရှိရဆက်လုပ်ရအောင်ကဲမစီစဉ်စရာရှိရစီစဉ်လိုက်အောင်မယ်အေးငါတို့စီစဉ်စရာရှိရစီစဉ်ပြီးပြီဒီတော့စင်လင်းဖြစ်ပြီလား ငါတော့ ready မဖြစ်သေးဘူးဟဲ့ဒီကလည်း online အောင်မှန်တော့ပါမလားဟဲ့ဒီလိုစီမှာမှန်ပါလားငါတို့ကဘယ်လိုလုပ်ပါမှာလဲအစရကနေလောက်ကမဲ့ဟာကိုနေကနေယူလာပါလား စင်းနေပဲအမေအဲ့လိုမပြောပါနဲ့ ငါမိတ်ကပ်ပြင်တာစင် နင်တို့ဘာဖြစ်ကြတာတော့ဟဲ့လေးနဲ့ကျဲစီတရေမကမှန်ကိုကြည့်ပြီးထွက်ပြေးသွားတယ်ဆိုတော့သူ့ရုပ်အမှန်ကိုပြန်မြင်ပြီးကြောက်ပြီးထွက်ပြေးသွားတာဖြစ်မှန်ဆိုတဲ့သဘောကတော့ပဓာမတုတ်ထားတဲ့မှန်ကိုကြည့်တစ်ဖက်ကိုပဲမြင်ရတယ်ကိုယ့်ဘက်ကိုမမြင်ရလူတွေကလည်းအဲ့လိုပဲပေါ့သူများအပြစ်ကိုသာမြင်တယ်ကိုယ့်အပြစ်ကိုကြတော့မမြင်ကြဘူးတကယ်တော့ဒီမှန်မှာဘာပါဝါမှမရှိဘူးဘာတကိုးမှမရှိဘူးအေးတစ္ဆာတမာတိရှိတဲ့လူတွေကြတော့ပဓာတုတ်ထားတဲ့မှန်ကိုကြည့်လိုက်တယ်လို့ကိုယ့်အပြစ်ကိုတော့ကိုမြင်ရတယ်သူတစ်ပါးအပြစ်ကိုမမြင်တတ်ကြဘူးကွမှတ်ထားကြ ဟုတ်ရဆရာကြီးကျွန်တော်မှတ်ထားပါပြီကျွန်တော်လည်းဒီအကြောင်းအရာတွေကိုကိုယ်ပဲပြပြသိချင်လို့လာမိတာကျွန်တော်ပြန်ဝေးပြပါ ဟဲ့ဟာနုံမင်းတို့တွေကတယောက်ဟာတရေမပူကပ်ပါလာတယ်နော်